အဲ့ကြောင့်ပတ်စံဟုတ်တယ်အဲ့နားလေးကပတ်စံခန်းလေပတ်စံခန်းရင်ခေါ်တာဒီဘက်ကလူတွေနောက်မှခေါ်တာအဲ့ဒါဒီဘက်ကလူတွေလုံးလိုက်တာနော်ပတ်စံခန်းရင်ခေါ်တာဒီဗီဒီယိုတွေကဒေါ်ကြီးနော်သူတို့တကယ်သလားဟိုလေစိတ်တက်တွေကတကယ်ပြောရမယ်ဆိုလို့ရှိရင်တကယ်မကောင်းသလားဥမာလေဒီ volunteer လာလုပ်ပြီးနေဒီကယ်သေးသမားရေဆိုတာအများကြီးပင်ပန်းခံပြီးတော့သူတို့မှစင်ရဒုက္ခခံပြီးတော့ကုညီပေးကြတာသူတို့အဲ့ဒီတော့လည်းဘာမှအကျိုးနဲ့မရအောင်အဲ့ဒါကိုဘေးကနေထိုင်ပြီးဘေးထိုင်ပြီးဘူးပြောနေတာတကယ်အရေးကြီးတာသူတို့ကကြည့်လားအဲ့ဗီဒီယိုရိုက်တာပတ်စံကောင်းလို့အနာကပတ်စံထားတဲ့ခန်းလေးဟုတ်သားပဲပတ်စံထားတဲ့အခန်းလေးပတ်စံထားတဲ့အခန်းကိုရင်ဟုတ်တယ်ဒီကေစေရေးလုပ်တယ်ဆိုတာဗျာလူတိုင်းကအကုန်လုံးတာဝန်တွေကိုခွဲပြီးလုပ်ကြတာဓာတ်ပေါ်ဒီရှာတဲ့လူကဓာတ်ပေါ်ဒီရှာမယ်တက်ရှင်လားမရှင်သေးဘူးလားရှိဖို့အတွက်စုံစမ်းဖို့အတွက်လေးလာဖို့အတွက်ကဒီအဖွဲ့ကတက်ရှိမယ်ပြီးလို့ရှိရင်တခြားအပြည့်အစည်းတွေကိုဖယ်မဲ့လူကဒီလိုမျိုးပေါ့နော်အကုန်လုံးသူ့တာဝန်နဲ့သူခွဲပြီးယူနေပြီးတော့အလုပ်လုပ်နေကြတာအားလုံးကလေအဲ့ဒါကိုဘာမှလည်းမကူညီဘူးဘေးကနေထိုင်ပြီးတော့ဘူးပြောနေတယ်တကယ်စိတ်သက်တွေကလေတကယ်ပြောရမယ်ဆိုလို့ရှိရင်စကားလုံးကပြောဖို့တော့မကောင်းသလားတော့ဆော်ယူနေနေနော်ဒီမှာအိုးလေးတွေကိုတော့လည်းပြောနေတယ်ဒီမှာလူရင်းနာကိုရင်မလို့ဘူးပတ်စံနာကိုရင်လောက်တာအဲ့ဒါလည်း